လိုအပ်ချက်များအတွက်အကူအညီရယူရန်ခက်ခဲနိုင်ပါတယ်။ဘေးကင်းလုံခြုံရေးတိရစ္ဆာန်ဆက်ဆောက်ရေးမှစ၍အစအုံကုတ်များအထိဝန်ဆောင်မှုများစွာကိုရယူရန်လမ်းစားစာခြင်းသည်တုံလုံးချောက်ချပွဲကောင်းသည်ဟုခံစားရနိုင်ပါတယ်။ထင်ထားတာထက်ပိုလွယ်ကူနိုင်ပါတယ်။311ကိုခေါ်ဆိုခြင်းအဖြစ်မြို့၏အခြေခံဝန်ဆောင်မှုများစွာကိုရရှိနိုင်ပါတယ်။ဒါအပြင်တိကျလိုအပ်ချက်များအတွက်အထောက်အကူဖြစ်စေမဲ့အချက်အလက်များနဲ့ဆက်တရလမ်းညွှန်များကိုလည်းရရှိမည်ဖြစ်ပါတယ်။311ဖြစ်တစ်ပတ်ဝန်းကျင်နဲ့အရေးပေါ်မဟုတ်သောပြဿနာများကိုသတင်းပို့နိုင်မည်ဖြစ်သည်။ပြည်သူလူထုကျန်းမာရေးနဲ့တာယာရေးတို့အတွက်အကူအညီများရယူနိုင်ပါမည်။311အားခေါ်ဆိုပြီး Park and Recreation မြို့တော်ဤပန်းခြံနှင့်အပန်းဖြေဌာနတို့ဆက်တွယ်ပြီးနိုင်ငံသားတိုင်းအတွက်လွယ်ကူစွာရရှိနိုင်သည့်လှုပ်ရှားမှုများနေရာများနှင့်လမ်းတွေများစသည့်အခွင့်အရေးများခံစားနိုင်ပါတယ်။အတိပေးထားသောအတိုင်းဝိုင်းသည်အခွင့်အာဏာပေးထားသည့်အရာဖြစ်သောကြောင့် www.forwindguides.org တို့ဝင်ရောက်ကြည့်ရှုခြင်းဖြင့်မြို့၏ဝန်ဆောင်မှုများအားလုံးကိုလေ့လာပါ